ရှားထားတဲ့ဘဝလေးတစ်ခုမှာမိမိလျော်ရော့ရှားထားတဲ့ဘဝလေးမှာရင်မှုနေကြရင်မှုပြီးမေးလျော့နေရင်မှုမေးလျော့ပြီးတော့ဘာတွေလှုပ်တုံးဆိုတော့ကိုလှုပ်ချင်တာတွေလှုပ်နေကြရင်မှုမေးလျော့တဲ့အခါလူတွေကလှုပ်ချင်တယ်ဆိုတော့ဘာတွေလှုပ်တုံးဆိုမကောင်းမှုအောက်သူတွေပဲပျော်ကြတာပျော်မယ်ပါမယ်တောက်မယ်စားမယ်ဟုတ်လားစိတ်ဆိုးစရာရှိရင်ဆိုးမယ်လိုချင်စရာရှိရင်လောဘဖြစ်မယ်တွေးဝေမှုကိုပယ်ဖြောက်ဖို့အသိပညာကိုရှာဖွေဖို့ဆိုတာစိတ်ကူးတဲ့တောင်မထက်စိတ်ကူးတဲ့တောင်မထက်အလုပ်ရှာမယ်ပိုက်ဆံရှာမယ်ငွေကြေးတနများများရှာမယ်ရှာလာရင်သုံးမယ်ဖြုံးမယ်ဒီစနေအမြဘာပဲလုပ်ရနော်ဘာပဲလုပ်ရပိုက်ဆံရပြီးရောပျော်ရပါရပြီးရောဆိုတဲ့အနေအထားမျိုးတွေကိုပမာထရှင်မှုမေ့လျော့နေတာအဲ့ဒါတွေကလူ့ဘဝမှာတန်ဖိုးမဟုတ်ဘူးသို့သောအများစုကအဲ့ဒါတွေကိုလက်ခံပြီးကျင့်သုံးနေကြတာပဲဖြစ်တယ်နော်ကျင့်သုံးနေကြတယ်မြေတမ်းစိတ်ထဲမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်မာနတွေဖြစ်တယ်အိတ်တာတွေဖြစ်နေတယ်သို့သောငါတဏ္ဍာမှာလောဘတွေဖြစ်နေပါလားဒေါသတွေဖြစ်နေပါလားမောဟတွေဖြစ်နေပါလားအိတ်တာတွေဆိုမနာလိုတဲ့ jealousy တွေဖြစ်နေပါလားမစ္စရိယဆိုတဲ့ကိုယ်သာကြီးပွားခြင်းနဲ့နော်ကိုယ်သာကြီးပွားခြင်းနဲ့အတ္တလွန်ကဲတဲ့မစ္စရိယတရားဖြစ်နေပါလားဆိုတာမသိကြအိပ်ပျော်နေတဲ့လူဟာဘယ်သိမလဲကိုယ်တဏ္ဍာမှာအကုသိုလ်ဖြစ်လို့ဖြစ်မှန်းမသိဘူးမကောင်းတာတွေလုပ်နေလို့လုံမှန်းမသိဘူးသူစိတ်ထဲမှာအပျော်အပါလို့ပဲသဘောထားတယ်တောက်ကြတယ်စားကြတယ်မူးကြတယ်ယူကြတယ်နော်တလောကတော့ပြောနေကြတယ်ဘယ်နှစ်သိကူပဲဖြစ်ဗမာတွေကမူးတဲ့နော်ကရင်နှစ်သိကူဗမာတွေကမူးတဲ့တရုတ်နှစ်သိကူလည်းဗမာတွေကမူးကမ္ဘာနှစ်သိကူဗမာတွေကမူးအဲ့နှစ်သိကူကိုအကြောင်းပြုပြီးတော့မူးနေကြတာအဲ့ဒါကိုမူးလို့မူးမှမသိဘူးဆိုလို့ရှိရင်အိတ်နေတာနဲ့တူတူပဲပေါ့